United အသင်းရဲ့လူငယ်ဂိုးသမားလေးဖြစ်တဲ့ Rajat Bidak ကအသင်းရဲ့နောက်လာမယ့်ရာသီမှာပေါ့နော်အမြဲတမ်းပွဲထွက်ခွင့်ရချင်တဲ့ဂိုးသမားဖြစ်ချင်တဲ့အတွက် United ကဂိုးသမားလေးကိုအပြီးသက်ဒါမှမဟုတ်အငှားချဖို့စီစဉ်မှုတွေရှိနေပါတယ်။အားလုံးပဲမင်္ဂလာပါ United Glory ဆန်ဘက်ကနေပြီးတော့ United ပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့United အသင်းကနေပြီးတော့အငှားသွားကစားနေတဲ့ဂိုးသမားလေး Rajat Bidak ကနောက် United လာမယ့်ရာသီမှာပေါ့ဗျာသူက United အသင်းမှာSunny Lemon ရဲ့အရန်ဂိုးသမားအဖြစ်ပေါ့ဗျာဘက်ကဂိုးသမားအဖြစ်သူကအသင်းမှာဆက်လက်ပြီးမနေချင်ဘူးပွဲထွက်ခွင့်ပုံမှန်ရချင်တယ်ပွဲထွက်ခွင့်တွေရချင်တယ်ပထမဦးဆုံးဦးစားပေးဂိုးသမားအဖြစ်သူကအသင်းမှာဆက်လက်တည်ရှိချင်တယ်ပေါ့ဗျာဂိုးသမားလေးကလည်းသူငါသွားကစားနေတဲ့အသင်းမှာတောက်လျှောက်လက်စွမ်းတွေပြခဲ့သလိုသူသွားကစားနေတဲ့ league မှာလည်းသူကအကောင်းဆုံးလူငယ်ကစားသမားစုကိုလည်းရရှိခဲ့တယ်ပေါ့ဗျာကစားသမားလေးကလည်းအတွေ့အကြုံပိုင်းဆိုင်ရာအရပြောမယ်ဆိုရင် Premier League အတွေ့အကြုံပိုင်းဆိုင်ရာတော့သိပ်ပြီးတော့မရှိသေးဘူးပေါ့ဗျာဒါပေမဲ့သူ့ရဲ့လက်စွမ်းပိုင်းတွေစွမ်းဆောင်ရည်တွေကတိုးတက်လာတာတော့ညင်းလို့တော့မရဘူးပေါ့ကစားသမားလေးကအခုရာသီကုန်ပြီဆိုတော့ကျွန်တော်ရိုက်တက်သင်းစီကိုပြန်လည်ရောက်ရှိလို့လာပါပြီနိုင်ကကျွန်တော်တို့ရဲ့ဂိုးသမားတစ်ယောက်တော့ကျွန်တော်တို့နိုင်တဲ့တင်ကလိုအပ်မှုရှိလာတော့မှာတော့တေးကြပါရဲ့နောက်တစ်ယောက်ကနောက်ထပ်ဂိုးသမားသာအသင်းမှာဆက်လက်မနေတော့ဘူးနိုင်တက်ကလည်းကစားသမားကိုအငှားချပဲဒါမှမဟုတ်ရောင်းချမယ်ဆိုရင်ကျွန်တော်တို့မှာနောက်ထပ်ဂိုးသမားတစ်ယောက်ကလိုအပ်လာပါပြီ။ဘာကြောင့်လဲဆိုတော့Andre Onana ရဲ့အနာဂတ်ကလည်းမတေချာဘူးပေါ့နော်ပြီးတော့Ezri Bayana ကလည်းတေချာမှုမရှိဘူးပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကနောက်ထပ်ဂိုးသမားအရန်ဂိုးသမားတစ်ယောက်ကတော့ခေါ်ယူဖို့တော့လိုအပ်နေပြီပေါ့နော်ကျွန်တော်တို့နိုင်တဲ့အသင်းကဂိုးသမားလေးကိုတော့ Vitek ကိုအသင်းမှာဆက်လက်ထားရှိဖို့အတွက်ကျွန်တော်တို့ကစီစဉ်ထားရဒါပေမဲ့ကစားသမားအနေနဲ့ကအသင်းမှာနေရမယ်ဆိုရင်ပွဲထွက်ကစားကိုရမှာပဲသူကနေမယ်ပေါ့အဲကြောင့်မလို့ United ကလည်းSunny Lemon ကိုကြော်ပြီးတော့ကစားသမားလေးကိုနေရမပေးချင်ဘူး Sunny Lemon ကလည်းပြီးခဲ့တဲ့ရာသီကဆွမ်းဆောင်ရည်ကောင်းတွေပြထားတဲ့အတွက်ကြောင့်မလို့နောက်လာမယ့်ရာသီလည်းပွဲထွက်ခွင့်ရမယ့်ဂိုးသမားကတော့Sunny Lemon ပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့Vitekကကြတော့Sunny Lemon ရဲ့နေရာကိုယူချင်တာ United ကလည်းဒါကိုမပေးချင်ဘူးဒါကြောင့်မလို့ United ကဂိုးသမားကိုရောင်းချဖို့အခြေအနေတွေရှိလာပြီပေါ့ဗျာတကယ်၍ရောင်းချလို့မရဘူးဆိုရင်တို့ကနောက်ထပ်အငှားတရာစီချသွားမယ်ဆိုပြီးတော့သိရတယ်ကစားသမားလေးကိုChampionship Club တွေကစိတ်ဝင်စားနေတဲ့အပြင် Premier League Club တချို့ကလည်းဂိုးသမားလေးကိုစိတ်ဝင်စားနေကြတယ်ဆိုပြီးသိရတယ် United ကကျွန်တော်တို့ကကစားသမားလေးကိုဂိုးသမားကိုပေါ့နော်ဖြစ်နိုင်အပြီးသက်ရောင်းချမယ်ပေါ့ဗျာဒါမှမဟုတ်ပြီးသက်ရောင်းချလို့မရဘူးဆိုရင်အငှားချသွားမယ်ဆိုပြီးသိရတယ်တကယ်၍ကစားသမားကိုဂိုးသမားကိုရောင်းချပြီးသွားပြီဆိုရင်ရောင်းချပြီးပြီဆိုရင်ကျွန်တော်တို့မှာနောက်ထပ်ဂိုးသမားနောက်ထပ်တစ်ယောက်ကထပ်ခေါ်ဖို့အတွက်လိုအပ်တယ်ပေါ့ဗျာဒါနဲ့ဂိုးသမားနှစ်ယောက်ကတိတ်ပြီးစင်ပြေတာမဟုတ်ဘူးပေါ့နော်ပြီးတော့တိုဟီတန်ကလည်းစာချုပ်ချုပ်ထားတယ်ဆိုတာကပွဲထွက်ကစားခွင့်ရဖို့စာချုပ်ချုပ်ထားတာမဟုတ်ဘူးဗျာတိုဟီတန်နေနဲ့ကကစားသမားတွေကိုဥဆောင်ဖို့အတွက်သူ့ကိုစာချုပ်တစ်နှစ်ဆက်လက်ချုပ်ဆိုထားတာပေါ့နော်ကျွန်တော်တို့နိုင်တဲ့သင်းကစိတ်ဝင်စားနေတဲ့ဂိုးသမားတွေလည်းရှိတာပေါ့ဗျာအများကြီးပဲကျွန်တော်တို့အနေနဲ့ဂိုးသမားလေးကလည်းတော်တော်လက်စွမ်းပိုင်းကလည်းကြည့်ပုံရဆိုရင်တော့တိတ်ဆိုးလာဘူးပေါ့အသင်းမှာတော့ဆက်လက်ပြီးတော့နေချင်တာပေါ့နေစေချင်တာပေါ့ဗျာဘာကြောင့်လဲဆိုတော့နောက်ရာသီကျရင်ကျွန်တော်တို့ကပွဲတွေကအများကြီးကန်ရမှာSunny Lemonတစ်ယောက်တည်းဖမ်းလို့တော့အဆင်မပြေဘူးပေါ့နော်ရန်ဂိုးသမားတစ်ယောက်ကလည်းတွေ့ကြုံရှိတဲ့ဂိုးသမားတစ်ယောက်လည်းဖြစ်မှလိုတာဟုတ်သူ့အနေနဲ့ကလည်း Premier League ပွဲစဉ်တွေမှာပုံမှန်ပွဲထွက်ခွင့်ရကျင်နေတာကျွန်တော်နိုင်တဲ့သင်ကဂိုးသမားကိုမရောက်ချဘူးSunny Lemon ရဲ့အရန်ဂိုးသမားဖြစ်ထားမှာဆိုရင်ကစားသမားလေးကိုပြည်ရင်းဖလားတွေပေါ့ဗျာကျွန်တော်ကာရာဘောင်ကတ်တို့ FA ကတ်တို့ဒီလိုဖလားလေးတွေမှာသူ့ကိုပွဲထွက်ဖမ်းခိုင်းမှာပေါ့ဗျာတခါတလေလဲကျွန်တော်Champions League ဒီမှာလဲဖမ်းကစားသမားကိုပွဲထုတ်ချင်လဲထုတ်မှာပေါ့ဒါပေမဲ့ဂိုးသမားကလိုကိုမနေချင်ဘူးသူကပထမဦးစားပေးဂိုးသမားဖြစ်ပဲသူကနေချင်နေတာဒီလိုဆိုရင် United ကလည်းဂိုးသမားကိုလက်ခံမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူ့ရှေ့မှာကျွန်တော်တို့သက်သေပြထားတဲ့Sunny Lemon ကလည်းအခြားပင်မဟုတ်တာတောက်လျှောက်ပြီးခဲ့တဲ့Premier League ရာသီလုံးဂိုးသမားပဲတောက်လျှောက်လက်စွမ်းပြပြီးတော့ကယ်တင်ခဲ့တာတွေလည်းပါတာပေါ့ဗျာဒါကြောင့်မလို့United ကSunny Lemon ကိုဦးစားပေးကစားသမားတွေဆက်လက်ထားမှာကစားသမားကိုအငှားဓမ္မမဟုတ်ပြီးသက်ရောင်းချဖို့အတွက်ပြုလုပ်မှာပေါ့ဗျာအခုလက်ရှိတော့ကျွန်တော် United အသင်းကဂိုးသမား2ယောက်ကိုစိတ်ဝင်စားမှုတွေရှိနေတယ်ဆိုသိရတယ်ပေါ့နော်ဒါကတော့United အသင်းကအရန်ဂိုးသမားပေါ့ဗျာခါသာလို့ပေါ့နော်ဂိုးသမားကအသက်35နှစ်ရှိပြီပေါ့နော်ဂိုးသမားကအရန်ဂိုးသမား
ဒီအသင်းကနေလည်းထွက်ခွာဖို့တော့ရှိနေတယ်ပေါ့နော်ဒီကိုသမားကိုကျွန်တော်နိုင်တဲ့အသင်းကပေါင်1 တန်းကနေပြီးတော့ဒီပေါင်3 တန်းဝန်းကျင်လောက်နဲ့ခေါ်ယူလို့ရနိုင်မယ်ကိုသမားပေါ့ဗျာဒါပေမဲ့ဒီကိုသမားကဒီတက်ကတော့35နဲ့ရှိပါပြီကိုသမားအတွက်ကတော့တက်ကတော့ဒီလောက်ဆိုရင်တော့တိတ်ပြဿနာကြီးလာပြီးတော့ပေါ့ဘူးပေါ့ဗျာသူကဘာကြောင့်လဲဆိုတော့ဒီအတွေ့အကြုံတော့ရှိတယ်ပြီးတော့ဒီလက်စွမ်းပိုင်းကောင်းတယ်ဒီလောက်ဆိုရင်ကျွန်တော်တို့ကအဆင်ပြေပြီဒီ war rate ကောင်းကောင်းနေပါတယ်အဲ့လောက်ထိမလိုဘူးပေါ့ဗျာအဓိကတော့ဂိုးပေါက်ကာကွယ်မှုတွေတော့လုံးနိုင်ရမယ်ဒီ civilပိုင်းတွေကောင်းရမယ်ကျွန်တော်ပြီးရင်ကစားကွက်တဲ့ကိုက်ညီတဲ့ဒီ pressing တွေဒီ distribution တွေဒီလောက်ဒီလိုတွေကောင်းရင်ရပြီတက်ရွယ်ပိုင်းကတဲ့အဲ့လောက်ဒီတော့လိုအပ်လိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်ဒီနောက်တစ်ယောက်ကကျတော့ဘူဘာနဲ့တင်းရဲ့ကိုသမားပေါ့နော်ဒီ Sam Johnstone ပေါ့ဒီကိုသမားကတော့အသက်33နှစ်ရှိပါပြီဒီကိုသမားကဒီဝါဒန်တင်းကိုဒီ Crystal Palace ကနေပြီးတော့ပြောင်းလာခဲ့တာဒီကိုသမားကိုလိုချင်တဲ့ဆိုကျွန်တော် United တင်ကပေါင်9 တန်းကနေပြီးတော့10 တန်းဝန်းကျင်နဲ့ရရှိနိုင်မယ်ဆိုပြီးတော့သိရတယ်အသက်အဖြစ်တော့ကျွန်တော်ဒီ33နှစ်တော့ရှိပြီပေါ့ဗျာဒီဝါဒန်တင်းကလည်းဒီကိုသမားကိုရောင်းချဖို့အစီအစဉ်တွေရှိတယ်ဒီကဒီ United ကလည်းဒီကိုသမားကြီးနှစ်ယောက်ကိုစိတ်ဝင်စားနေတာကကြတော့ဒီအသက်အရွယ်ပိုင်းရရောပြီးတော့ဒီအတွေ့အကြုံပိုင်းရရောပြီးတော့ဒီစနီလမန်ရဲ့အရန်ကိုသမားဖြစ်ဒီကစားနိုင်ဖို့အတွက်ကြောင့်ဒီလောက်ပဲရှိတော့မှာပေါ့ကျွန်တော်တို့မှဒီအလဲလက်ကိုသမားတွေပြီးတော့ဒီအသက်အရွယ် prime နဲ့ရောက်နေတဲ့ကိုသမားတွေခေါ်ယူဖို့ကြတော့အဆင်မပြေဘူးကြာသူတို့အနေနဲ့ကလည်းဒီ contract ခွင့်တွေရကျင်ပါပဲပေါ့နော်ပြီးတော့ဒီအရန်ကိုသမားရဲ့ဒီဈေးနှုန်းအရဆိုရင်တော့ဒီကိုသမားနှစ်ယောက်ကတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့ဗျာဒါပေမဲ့တွေ့ကြုံပိုင်းကလည်းလိုအပ်မှုတော့ရှိသေးတာ哦အဲကြောင့် United နေနဲ့ဒီခုဒီ Radat Vitat ကိုအသင်းမှာဆက်လက်ထားရှိနိုင်မလားဒါမှမဟုတ်အငားနဲ့ဒီတခြားနောက်ထပ်တစ်နှစ်ဒီအငားကစားခိုင်းမှာဒါမှမဟုတ်အပြီးသက်ရောင်းချနိုင်မလားဆိုတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်ရပါဦးတို့အနေနဲ့ရောဒီကိုသမားလေးရဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ရှိကြလဲအသင်းမှာဆက်လက်ပြီးထားကျင်ကြလားဒါမှမဟုတ်ဒီတခြားအသင်းကိုအငားဖြစ်ဖြစ်အငားချတင်လားဒါမှမဟုတ်အပြီးသက်ရောင်းချတင်လားဆိုတော့ဝေးရပြီးဆွေးနွေးပြကြပါဦးကျွန်တော်ရဲ့ဒီ United Glory 7 YouTube channel လေးကိုလည်း subscribe လုပ်ရသေးဆိုရင်လုပ်ပေးကြဖို့တောင်းဆိုပါတယ်ပြီးရင်ကျွန်တော်ဒီ United Glory 7 Facebook page လေးကို like and follow လေးလုပ်ပေးကြဖို့လည်းဆက်မှန်ပြီးတော့တောင်းဆိုပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ video လေးမှာလိုအပ်ချက်တွေများရှိခဲ့ရင်မားတွေများပါသွားခဲ့ရင်နောက်လည်းဖွင့်လို့ပေးကြဖို့အကြံဉာဏ်ကောင်းလေးတွေဝေဖန်ကြံပြုပေးကြဖို့တောင်းဆိုပါတယ်ဒီကိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်